အားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့အသေးစိတ်လေ့လာဆွေးနွေးမှုအစီအစဉ်ကနေကြိုးဆိုပါရဗျာ မင်္ဂလာပါရှင် ဒီနေ့မှာတော့နားဆင်သူတွေအတွက်တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုယူဆောင်လာခဲ့ပါတယ် ဟုတ်ကဲ့ဘာများဖြစ်မလဲရှင် ။ဦးလေး2026ခုနှစ်အတွက်ဝင်ငွေကောင်းစင်မဲ့စီးပွားရေးလုပ်ငန်းစိတ်ကူ40ပါဝင်တဲ့ဗီဒီယိုမှတ်တမ်းတစ်ခုကိုအခြေခံပြီးကျွန်တော်တို့ဒီနေ့ဆွေးနွေးတော့ကြမှာပါ ဝါ40တောင်ဆိုတော့အများကြီးပဲနော် ဟုတ်တယ်ဒီအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်ကအဲ့ဒီစီးပွားရေးလုပ်ငန်းစိတ်ကူတွေထဲကနေအကောင်းဆုံးအမြင့်အဆုံးအများဆုံးရနိုင်တဲ့အရာတွေနဲ့အထူးခြားဆုံးအကြံဉာဏ်တွေကိုတေချာထုံးလို့ဖို့ပါပဲနားဆင်သူတွေအတွက်အချိန်တော်အတွင်းမှာပြည့်စုံတဲ့ဗဟုသုတတွေရရှိစေဖို့ပါဗျာ မှန်ပါတယ်အချက်လက်တွေကအရန်ကိုစုံလင်လာပါတယ်အင်္ဂရင်းအသေးစားလုပ်ငန်းလေးတွေကနေစပြီးကြီးမားခြေပြက်နဲ့စက်မှုလုပ်ငန်းကြီးတွေအထိပါဝင်နေရဆိုတော့လေ အဲ့ဒါပေါ့ စီးပွားရေးရှုထောက်အမျိုးမျိုးကနေလေးလာကြည့်ရှုနိုင်မဲ့အခွင့်အရေးတစ်ခုလို့လဲဆိုနိုင်ပါတယ်ဒါပေမဲ့ကျမတို့ဒီအကျဉ်းဉာဏ်ကြီးအားလုံးကိုမျက်စိမိုက်ပြီးအကောင်းကြီးပဲလို့တော့လက်ခံသွားမှာမဟုတ်ဘူးလေ ဟုတ်တာပေါ့တေချာစစ်စစ်ရမှာပေါ့ လက်တွေ့ဈေးကွက်ထဲမှာတကယ်ပဲအလုပ်ဖြစ်နိုင်မှာမလားဆိုတာကိုပါတေချာဝေဖန်သုံးသပ်သွားကြမှာပါ ကဲဒါကိုအသေးစိတ်ရှင်းကြည့်အောင်ဗျပထမဆုံးအနေနဲ့ယင်းအနည်းအလွန်နှဲပါပဲမဲ့အမျက်ငွေကိုလင်းမြန်စွာပြန်လည်ရရှိနိုင်တဲ့အိမ်တွင်းလုပ်ငန်းလေးတွေနဲ့စလိုက်အောင် ကောင်းပါပြီစလိုက်ကြတာပေါ့ ဗီဒီယိုထဲမှာပြောထားတဲ့အထဲကနေစိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုက cat story လို့ခေါ်တဲ့အစားအစာအချောက်ခံဆက်ပဲဗျာ အော်အစားတော့တွေကိုအချောက်ခံနဲ့ဆက်လေးပေါ့ ဟုတ်တယ် Amazon မှာဆိုရင်ဒေါ်လာ160ဝန်းကျင်လောက်ပဲရှိတယ်ဒီဆက်လေးကိုသုံးပြီးအသားချောက်တွေတစ်တိချောက်တွေပြုလုပ်ရောင်းချတဲ့လုပ်ငန်းကိုအကြံပြုထားတာဗျာ စိတ်ဝင်စားစရာပဲဝင်ငွေကတော့ဘယ်လောက်ရနိုင်မလဲတဲ့လေ သူတို့တက်ပြထားတာကတစ်ရက်ကိုအသားချောက်2ကီလိုဂရမ်လောက်ထုတ်လုပ်နိုင်တဲ့100 gram ကို$9နဲ့ရောင်းမယ်ဆိုရင်တစ်ရက်ကိုဒေါ်လာ180တောင်ရနိုင်တယ်လို့ဆိုရဲဒါဆိုရင်တစ်ပတ်အတွင်းမှာတင်ဆက်ဖို့အရင်ကြေသွားပြီလို့ နေဦးလေတရုတ်ကိုဒေါ်လာ180အမြတ်ကျန်မယ်ဆိုတာကစာရွက်ပေါ်မှာတွက်ကြည့်ရင်တော့အရန်ကိုနားထောင်လို့ကောင်းပါရဲ့ ဟုတ်တယ်နားထောင်လို့တော့ရန်ကောင်းတယ် ဒါပေမဲ့လက်တွေ့စီးပွားရေးလောကမှာအဲ့ဒီလောက်မလွယ်ဘူးရှင်အဲ့ဒီဒေါ်လာ180ထဲမှာအသားစင်းဝယ်ရတဲ့ကုန်ကျစရိတ်တွေထုတ်ပိုးမှုစရိတ်တွေမပါသေးဘူးလေ အာဟန်တယ်ကုန်ချောင်ဖို့ရှိသေးတာကို အရေးအကြီးဆုံးကတရက်ကိုအသားချောက်2ကီလိုပုံမှန်ရောင်းထုတ်ဖို့ဆိုတာတာမန်ကိစ္စမဟုတ်ဘူးဈေးကွက်ရှာရမယ်ဖောက်စီရှာရမယ်စက်ကအလုံးလုံးပေးနိုင်ပေမဲ့ရောင်းချမှုပိုင်းကကိုယ့်အပေါ်မှာအများကြီးမူတည်နေတယ်လေ ဆက်လေးဝယ်လိုက်ရုံနဲ့ချက်ချင်းထထထသွားမယ်လို့တွေးရင်တော့မှားလိမ့်မယ်ရောင်းအားကျဆင်းသွားရင်ဒါမှမဟုတ်ဖောက်တီမရှာနိုင်ရင်ဆက်ကအလကားဖြစ်သွားမှာပဲ ဟုတ်ပါတယ် ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ယူရမယ့်အတီးကသင်ခန်းစာကလုပ်ငန်းတစ်ခုစဖို့ဝင်ခွင့်အတားအဆီးဘလောက်နှိမ့်ကျသွားလဲဆိုတာပါပဲ အဲ့အရာတွေကတော့စိတ်ဝင်စားဖို့ကောင်းတယ် အရင်တော့ကအစားအသောက်ထုတ်လုပ်တဲ့လုပ်ငန်းတစ်ခုစမယ်ဆိုရင်စက်ယုံတွေအလုပ်သမားတွေနဲ့အရင်နီးအကြီးကြီးလိုတယ်လေအခုတော့ဒေါ်လာ160လောက်ရင်းယုံနဲ့ကိုယ်ပိုင်ထုတ်ကုန်တစ်ခုစမ်းသက်ထုတ်လို့ရနေပြီဆိုတဲ့သဘောတရားကတော့တကယ်ကိုအားသာချက်တစ်ခုပါပဲ အဲ့ဒါတော့လက်ခံပါတယ်စမ်းသပ်ဖို့ကုန်ကြစရိတ်အရန်နေပါတာပေါ့မှားသွားရင်တောင်ဒေါ်လာ160လောက်ပဲရှုံးမှာကိုဒါကတေးစားလုပ်ငန်းရှင်တွေအတွက်အရန်ကောင်းတဲ့အခွင့်အလမ်းတစ်ခုပဲ ဟုတ်တယ်ဗလား တန်မိုးနဲ့ကုန်ကျန်းတီကိုအသုံးပြုပြီးတန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ်ဘယ်လိုပြောင်းလဲနိုင်တယ်လဲဆိုတဲ့အဓိကသဘောတရားကိုပြသနေတာပေါ့ နောက်ထပ်အလားတူသဘောတရားမျိုးရှိတဲ့လုပ်ငန်းတစ်ခုရှိသေးတယ်ဗျအဲ့ဒါကချောကလက်စိန်ငပြိုးသီးခဲအချို့ပဲလုပ်ငန်းပါ ငပြောသီးကိုချောကလက်စိန်တာလားအရန်ရိုးရှင်းလာကြည်လား ဟုတ်တယ်ရိုးရိုးငပြိုးသီးကိုအေးခဲသီးရေပြိုနီလဲချောကလက်ထဲစိန်အပေါ်ကနေတကြားလုံးလေးတွေဖြူပေးအောင်ပါပဲကုန်ကြစည်က$10လောက်ပဲရှိပေမဲ့$4ကနေ$5အထိရောင်းလို့ရတယ်တဲ့ အမြင့်တော့တော်တော်ကြာမဲ့သဘောပဲ စီးပွားဖြစ်လုပ်ချင်ရင်$1000လောက်တန်တဲ့ချောကလက်ရေဖျော်ဆက်ဝယ်လိုက်ရုံနဲ့စတင်နိုင်ပြီလို့ဆိုလေဒီကြံကိုရုပ်ဘလို့မြင်လဲ ဒီလုပ်ငန်းကစိုးစိုးကအသားချောက်လုပ်ငန်းနဲ့မတူဘူးရှင်သူကလူလေးရဲ့ရုပ်တရက်စိတ်ကူးပေါက်ပြီးဝယ်စားခြင်းစိတ်ကိုအတိကပြမှတ်ထားတာ ဩအင်းတဘောပေါက်ပြီလမ်းကြုံလို့ဝင်ဝယ်တာမျိုးပေါ့ ဟုတ်ပဲပူပြင်းတဲ့နေလေခင်မျိုးမှာလမ်းသွားလမ်းလာတွေကရေခဲမော့အစာထူးခြားတဲ့အချိုပွဲလေးကိုမြင်ရင်ဝယ်စားတတ်ကြတယ်လေဒီမှာဂုံကြားစိတ်ကငပြိုးသီးနဲ့ချောကလက်ဖိုးပဲဆိုပြီးမဲ့ တကယ်တမ်းဖောက်တီတွေဝယ်သွားလာကအစားတော့တတ်တယ်မဟုတ်ဘူးပေါ့ အတိအကျပဲ social media ပေါ်မှာဓာတ်ပုံရိုက်တယ်လို့ကောင်းတဲ့အတွေ့အကြုံလေးတစ်ခုကိုဝယ်သွားတာအဲ့ဒီတော့စိုက်နေရရွေးချယ်မှုကဒီလုပ်ငန်းအတွက်အသက်ပဲလူစီကားတဲ့နေရာမျိုးမှာမဟုတ်ရင်ဒေါ်လာ1000တန်ဆက်ကအထည်ကြီးပြည့်ချီသွားနိုင်တယ် နေရာရွေးချယ်မှုကအရေးကြီးတယ်ဆိုတာတကယ်ပဲဗျဒါပေမဲ့အိမ်ထဲကနေမထွက်ပဲ online ကနေတီးတန့်ဈေးဝယ်ရှာနိုင်တဲ့အကြံဉာဏ်တစ်ခုလက်ရှိသေးတယ်
အိမ်ကနေပဲလုပ်လို့ရတာမျိုးလား ဟုတ်တယ်အဲ့ဒါက mini brick လို့ခေါ်တဲ့ okay အသေးစားစီးတွေပြုလုပ်တဲ့လုပ်ငန်းပြ okay ပုံစံခွဲတစ်ခုကို$4ကနေ$9လောက်ပဲပေးရတယ် โอเคဆိုတာအိမ်ဆောက်တဲ့โอเคအသေးစားလေးတွေလား မှန်တယ်မီနီနဲ့ဗလာမီရဲ့ဖြူကိုရေနဲ့ဖြော်ပြီးပုံစံခွက်ထဲလောင်းထဲယုံနဲ့ okay လေးတွေရပြီအစာပိုင်းမှာတော့ကျွန်တော်လည်းတွေးမိတယ်ဒီလိုတင်းခဲ့တဲ့ okay လေးတွေကိုဘသူကဝဲမှာလဲလို့ပေါ့ ကျမလည်းအဲ့လိုပဲတွေးနေတာ ဒါပေမဲ့အယုတ်အိမ်ဒီတိဆောက်တဲ့သူတွေအမှုပညာ project လုပ်တဲ့သူတွေအတွက်ကဒါအရန်အရေးပါနေတယ် အော်အဲ့ဒါကတီးတန့်စေခွဲလေအကောင်းဆုံးဥပမာတစ်ခုပဲလူတိုင်းကဒီโอเคလေးတွေကိုလိုချင်မှမဟုတ်ဘူးလေ ဟုတ်တယ်လူတိုင်းအတွက်မဟုတ်ဘူး ဒါပေမဲ့အယုတ်အိမ်ဆောက်တဲ့ဝါသနာရှင်တယောက်အတွက်ကြတော့တိုကိုရန်โอเคလေးတွေထင်လုံးနေဖို့အခြေမရှိဘူးသူတို့ရဲ့အချင်းကိုချွေတာပေးတဲ့အတွက်ကုန်ကျန်းတန်းဖို့ထက်အစာပေါင်းများစွာပိုပေးပြီးဝဲကြတယ်ဒါကိုတန်ဖိုးကွာရချက်ကိုအမြင့်ထုတ်တာလို့ခေါ်တယ် ကိုယ့်အတွက်ပြုတ်လို့ရတာလွယ်ကူထက်တာပေးမယ်တခြားတယောက်အတွက်အလွန်တန်ဖိုးရှိနေတဲ့အရာတစ်ခုကိုရောင်းချတာမျိုးပေါ့ ဟုတ်ပါတယ်ဒါပေမဲ့ဒီလုံခွဲမှာလည်းအထူးစိန်ခေါ်မှုကအဲ့ဒီတီးတန့်ဝါသနာရှင်အုပ်စုတွေကို online ကနေဘယ်လိုရှာဖွေချိတ်ဆက်မလဲဆိုတာပါပဲ online marketing လို့လာပြီပေါ့ Facebook ကူဒီ Reddit လို့ forum တွေမှာတေချာ marketing မစင်းနိုင်ရင်အုတ်ခလီပုံနေရမယ့်အဖတ်တွေလင်းမယ် ဟုတ်တယ်ဈေးကွက်ကိုတေချာနားလည်ဘူးလို့ရပေါ့ဗျာအဲ့လိုသုံးဆွဲသူတွေကငွေပိုပေးဖို့ဝေမလေးဘူးဆိုတဲ့သဘောတရားကိုဆက်ပြောရင်ဒီနေရာကတကယ်ကိုစိတ်ဝင်စားစရာအကောင်းဆုံးပဲဗျသုံးဆွဲသူရဲ့စိတ်ကြိတ်ဖန်တီးပေးနိုင်တဲ့နည်းပညာတွေအကြောင်းပြောကြည့်အောင် ကောင်းပါပြီစစ်ချိတ်ဖန်တီးမှုဆိုတော့ဘယ်လိုမျိုးတွေလဲ ဥပမာ coffee နဲ့ beer အမျိုးပေါ်မှာပုံနှိပ်ပေးနိုင်တဲ့ EV ဘော်လို့ဆက်မျိုးပေါ့ ဩ coffee အမြုပ်ပေါ်မှာပုံလေးတွေပေါ်နေရမျိုးပြောတာလား အတိရကြပဲတန်ဖိုးက$1500နဲ့$6000လောက်ရှိတယ်စားသုံးလို့ရလေမွင်ကိုတုံးပြီးဖော်တရင်တာပုံတာမဟုတ်ဘူးစားသားတွေကိုစက္ကန့်ပိုင်းမဲ့အတွင်း coffee ပေါ်မှာပုံနှိပ်ပေးလိုက်တာ မိုက်တယ်နော် ဗီဒီယိုထဲမှာတော့ဒီဆက်ကြောင့်တက်လာကိုအဖိုးဝင်ငွေ$4000အထိရှာနိုင်တယ်လို့ဆိုတယ်ဒါတော့နည်းနည်းပိုပြောလွန်းတယ်မထင်ဘူးလား ဒေါ်လာ$4000ဆိုတာကတော့သူတို့ရဲ့အမြင့်ဆုံးခန့်မှန်းချက်ဖြစ်ပါလိမ့်မယ် coffee တစ်ခွက်ကိုဘယ်လောက်အမြတ်တင်ရောင်းမလဲဆိုတာအပေါ်မှာမူတည်တယ်လी ဟုတ်ပါ ဒါပေမဲ့ဒီဆက်ရဲ့တကယ်တန်ဖိုးကတိုက်ရိုက်ရောင်းငွေတစ်ခုတည်းမဟုတ်ဘူးရှင်သွယ်ဝိုက်တော့ကြွန်ရတန်ဖိုးကပိုကြီးလေ ဘယ်လိုမျိုးကြော်ညာတန်ဖိုးလဲ စဉ်းစားကြည့်ပါဖောက်တဲ့တယောက်ကသူ့ရဲ့မျက်နှာပုံပါတဲ့ coffee ကိုရလိုက်ရင်ဘာအရင်လုံးမလဲတေချာပေါက်ဖုန်းထုတ်ပြီးတက်ဖုန်းရိုက်မယ် Instagram တမို့ Facebook ပေါ်တင်မယ်လी ဟုတ်တယ်လူတိုင်းလုံးနေကြပဲ အဲ့ဒီအခါဆိုင်နာမဲကအလူလိုပါသွားပြီလူတွေက coffee တောက်ချင်ရုံတက်တက်ထက်သူတို့တငယ်ချင်းတွေကိုပြချင်လို့လာတောက်ကြလိမ့်မယ်စက်တန်မိုး$1500ဆိုတာအဲ့ဒီလိုအခါမတ်ကြော်ညာရမယ်အကျိုးကျေးဇူးနဲ့ရှင်လိုက်ရင်တကယ်ကိုတန်တဲ့ယင်းနှမြုံနှံ့မို့လို့ပြောလို့ရတယ် ဒီရှုထောင်ကကြည့်ရင်တော့တကယ်ကိုစိတ်ဝင်စားစရာပဲအဲ့ဒီလိုမျိုးပဲလောက်ဆောင်နိုင်တဲ့နောက်တစ်ဆက်တစ်ခုကတော့ finger need to go ဆိုတဲ့လက်သေးပုံကြီးပုံနှိပ်ဆက်ပြ လက်သေးပေါ်မှာပုံနေတာလား ဟုတ်တယ်သူလဲ$4000လောက်ပေးရတယ်သုံးဆွဲသူတွေရဲ့စိတ်ကြိုက်ပုံနှိပ်ကိုသူတို့ရဲ့လက်သေးပေါ်မှာအမြင့်ပုံနှိပ်ပေးနိုင်တယ်ဒါကအလားပင်ဆိုင်တွေမှာထားရင်အရာအလုပ်ဖြစ်မဲ့ပုံပဲအချိန်လဲသက်တာတဲ့လူကိုယ်တိုင်ဆွဲတာတည်းလဲပို့တိကြတယ်လေ ဟုတ်တယ်မင်္ဂလိတိတော်သဘောကျမယ်ဆက်ပဲ ပြီးတော့တရုတ်နိုင်ငံမှာအရန်ခေတ်စားနေတဲ့ 3D လူပုံတူဖန်တီးတဲ့လုပ်ငန်းဆိုရင်လေလူတရုတ်ချင်းစီရဲ့ကိုယ်ပိုင် 3D ရုပ်တုအသေးစားလေးတွေကို printer နဲ့ထုတ်ပေးတာဗျာ ရုပ်တုလေးတွေလုပ်ပေးတာပေါ့နော် မှန်တယ် scanner တန်ဖိုးက$1000လောက်ရှိပေမဲ့လူတွေကကိုယ့်ရုပ်တုကိုအမတ်တရသိမ်းထားခြင်းကြတော့ဈေးကောင်းပေးဝယ်ကြတယ်တဲ့ ဒါကိုပူကျဲပြင်းတဲ့အမြင်နဲ့ဆက်ကြည့်မယ်ဆိုရင်ဒီလုပ်ငန်းနှစ်ခုစလုံးကခင်မြအလားပါနဲ့အမတ်တရသိမ်းစီခြင်းဆိုတဲ့လူတွေရဲ့စိတ်နေစိတ်ထားကိုပြမှတ်ထားတာပဲ အမတ်တရသိမ်းစီခြင်းနဲ့စိတ်ပေါ့ ဟုတ်တယ်ယနေ့ခေတ်စားသုံးသူတွေကပစ္စည်းတစ်ခုကိုဝယ်ယူရုံများမကပဲထိုပစ္စည်းပေါ်မှာသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာပါဝင်နေခြင်းကိုပုံမတန်ဖိုးထားလာကြတယ်အရင်ကမိသွားစုထပ်ပုံရိုက်ကြလိုမျိုးအခုခေတ်မှာကိုယ်ပိုင် 3D ရုပ်တုလေးတွေလှုပ်လာကြတာနိပညာကလူတွေရဲ့ကိုယ်ပိုင်လက္ခဏာကိုမြတ်ထုတ်ဖို့ပို့ပြီးလွယ်ကူအောင်လုပ်ပေးလိုက်တာပါပဲ ကိုယ်ပိုင်လက္ခဏာနဲ့အမတ်တရအကြောင်းပြောလာလို့အရန်ကိုထူးခြားပြီးစိတ်ဝင်စားဖို့ကောင်းတဲ့လုပ်ငန်းတစ်ခုကိုတွားတည်ရတယ်ဗျ ။ဘာလုပ်ငန်းများလဲရှင် အဲ့ဒါကမိခင်တို့ရည်နဲ့ပြုလုပ်တဲ့လက်ဝတ်ရတနာလုပ်ငန်းဗျ ။ဟင်မိခင်နိုးရင်နဲ့လက်ဝတ်ရတနာလုပ်တယ်ဟုတ်လား ဟုတ်တယ်ဗျအစာပိုင်းမှာတော့နည်းနည်းထူဆန်းတယ်လို့ထင်ရပါမယ်ဖုတ်တယ်တွေကသူတို့ရဲ့မိခင်တို့ရည်ကိုပေးဖို့ရတယ်ပြီးရင်အဲ့ဒီနိုးရည်ကိုအင်ဇိုင်းတစ်မျိုးနဲ့ရောဆက်ပြီးအဆိုင်အခဲထအောင်လုပ်ကလက်စွပ်တို့ဇွဲတီလေးတွေဖန်တီးပေးတာ ။တကယ်ကိုစမ်းသစ်တဲ့အကြံဉာဏ်ပဲ လက်ရတစ်ခုကို$200လောက်ရတယ်တဲ့ဗျာကုန်ကျန်းကလုံးဝနီးပါးအခဲမဲ့ထင်နေပေမဲ့
ရောင်းဈေးကအရန်မြင့်နေတာကိုတွေ့ရတယ် ဒါကစိတ်ကြိုက်ဖန်တီးမှုရဲ့အမြင့်ဆုံးအဆင့်ကိုရောက်သွားတာပဲတာမန်ရွှေစိန်လက်ဝိကျဒနာဈေးကွက်ကိုစဉ်းစားကြည့်ပါလေလူတွေကရွှေနဲ့စိန်ကိုဘာလို့ဝယ်ကြတာလဲ တန်ဖိုးရှိလို့တဘာဝအလျောက်ရှားပါတော့ပေါ့ ဟုတ်တယ်တဘာဝလျောက်ရှားပါလို့ဒါပေမဲ့ဒီမိခင်တို့ကြီးလက်ဝိကျဒနာမှာကြတော့အဲ့ဒီရှားပါမှုတာပို့ကိုရေးဆိုင်သွားပြီကဘာပေါ်မှာသူ့တယောက်တည်းအတော့ပဲတီးတန့်ရှိတဲ့အရာဖြစ်သွားပြီလေ ကိုအတော်ကိုပိုင်အမတ်တရားဖြစ်သွားတာပေါ့ မနဲ့မိဟင်ဘဝအစားပိုင်းဆိုတဲ့ခဏတာအချိန်လေးကိုပုံဆောင်ခန်းအဖြစ်ပြောင်းလဲသိမ်းစီလိုက်ကြပဲစီးပွားရေးရှုထောင်ကကြည့်ရင်ဒီလုံမဲတဲ့အမျက်အဆုံးကအမခန်းပဲဘာလို့လဲဆိုတော့သူတို့ကကုန်ကျန်းပစ္စည်းကိုဈေးဖြတ်နေတာမဟုတ်ဘူးဖောက်တဲ့ရဲ့အမတ်ကြီးရနဲ့စိတ်ခံစားမှုကိုဈေးဖြတ်ရောင်းချနေတာဖြစ်လို့ပဲလူတွေကစိတ်ခံစားမှုနဲ့ပတ်သက်လာရင်ငွေကိုနှမျောလေးမရှိကြဘူးလေ တကယ်ကိုလင်းတဲ့တုံးတက်ချက်ပဲဗျာအိမ်တွင်းလုပ်ငန်းအသေးစားလေးတွေနဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာလုပ်ငန်းတွေအကြောင်းတော်တော်လေးစုံသွားပြီဆိုတော့အခုတခါစက်ယုံအဆင့်ထုတ်လုပ်မှုတွေစီကိုဘယ်လိုကူးပြောင်းနိုင်တယ်လဲဆိုတာကိုဆွေးနွေးကြည့်အောင် ကောင်းပါပြီအစစ်မြင့်စက်မှုလုပ်ငန်းတွေပဲသွားရအောင် ဥပမာ 3D အိမ်ဆော printer တွေဆိုရင်ကွန်ကရစ်ကိုအသုံးပြုပြီးနေရန်တွေကို print ထုတ်ကအိမ်တစ်လုံးလုံးကိုတည်ဆောက်နိုင်နေပါပြီစက်တန်ဖိုးက$40,000လောက်ကစတယ်ဗျာ အိမ်တစ်လုံးလုံးကို print ထုတ်တန်းတော့ ဟုတ်တယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလူအင်အားလျှော့ချနိုင်တယ်ဆိုတာကတော့လူတိုင်းသိပြီးသားကိစ္စပါဒါပေမဲ့ဒါက2016စီးပွားရေးဈေးကွက်အတွက်ဘာကိုဆိုလိုတာလဲ နီးပညာတိုးတက်လာမှုကြောင့်ရခင်ကလုံသားအများအပြားလိုအပ်ခဲ့တဲ့ထုတ်လုပ်မှုလုပ်ငန်းတွေဟာယခုအခါစက်ကိရိယာအနည်းငယ်နဲ့လူတဦးတဲ့နေချင်းလဲပတ်နိုင်လာတာကိုပြနေတာပေါ့ဒီနီးပညာရဲ့တက်ခက်အကျိုးတက်ရောက်မှုကအလို့သမားခတက်တာတခုတည်းမဟုတ်ဘူး နောက်ထပ်ဘာတွေပြောင်းလဲသွားနိုင်ပြီလဲ အထူးကအချက်ကဘဒူတွေစောက်လုပ်ရေးလုပ်ငန်းရှင်ဖြစ်လာနိုင်တယ်လဲဆိုတဲ့အခင်းအကျင်းကိုပြောင်းလဲကျစ်လိုက်တာပဲအင်းကစောက်လုပ်ရေးကုမ္ပဏီတစ်ခုထောင်မှုဆိုရင်ငွေကြေးအများနဲ့ကျွမ်းကျင်အလုပ်သမားအများကြီးလိုတယ်လी အခုတော့$40,000နဲ့ 3D printer တစ်လုံးဝယ်နိုင်တဲ့လူငယ် engineer အဖွဲ့ငယ်လေးတစ်ဖွဲ့ကအေယာမစောက်လုပ်ရေးကုမ္ပဏီကြီးတွေနဲ့အပြိုင်အင်ယာစီမံကိန်းအသေးစားလေးတွေကိုဝင်လုပ်လာနိုင်ပြီဈေးဝတ်သေးကိုဝင်ရောက်နိုင်တဲ့အတာအစီကိုအကြီးကျယ်ဖြိုချပစ်လိုက်တာပဲ ဝင်ခွင့်အတားအဆီးနှိမ့်သွားတာကပြိုင်ဆိုင်မှုကိုတော့ပိုပြင်းထန်စေမှာတေးကြတယ်ဗျာနောက်ထပ်အလိုလျောက်ထုတ်လုပ်မှုစစ်တစ်ခုကတော့နှာခေါင်းစီထုတ်လုပ်တယ်ဆက်ဗျာ နှာခေါင်းစီဆိုတော့ max ဒီပေါ့ မှန်တယ်$7,500တန်ဖို့ရှိပြီးတစ်မိနစ်ပိုနှာခေါင်းစီညာ90ခုထုံနိုင်တယ်တနေ့ကို8နာရီလုပ်ရင်နှာခေါင်းစီ4မှန်ပထောင်းထပ်မယ်အတားတင်အမြတ်$1,500လောက်ရနိုင်တယ်လို့တွက်ပြထားတယ်ဒါပေမဲ့ခမ ्या စောစောကထော်ပြသလိုပဲဒီမှာလည်းမီးစရာရှိလာပဲ အင်းဗမေးစရာလဲရှင် 2026ခုနှစ်မှာဒီလောက်များပြားရဲ့နှာခေါင်းစည်းတွေကိုဘယ်သူကဝဲမှာလဲကက်ယောဂအလွန်ကာလာမှာဈေးကွက်ကပြည့်နှံနေလို့ပြီမဟုတ်လား အတိအကျပဲရှင်မတန်းတဲ့ကကင်းကနန်းတွေကဆက်ရက်စွမ်းဆောင်ရေးကိုပြတာဖြစ်ပေမဲ့ဈေးကွက်လိုအပ်ချက်ကိုထဲ့မတွက်ထားဘူးလေ2026မှာနှာခေါင်းစည်းစက်ယုံကြည်ုံထောင်မယ်ဆိုရင်ရိုးရိုးတာမန်နှာခေါင်းစည်းတွေထောင်နေလို့ကရောတရုတ်နိုင်ငံကအလုံးအရင်ဝင်လာမဲ့ပစ္စည်းတွေကိုရှင်းနိုင်မှာမဟုတ်ဘူး အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲ အေးဒီအစားဆေးဘက်ဆိုင်ရာအထူးသုံးစမှုလုပ်ငန်းသုံးဒါမှမဟုတ်လေးထူးညီညမှုကာကွယ်ရေးအတွက်တီးထထုံးလုပ်တဲ့ဈေးကွက်ဘက်ကိုပြောင်းလဲဖို့လိုလိမ့်မယ်အလိုအညောက်ဆက်တွေရဲ့အားနည်းချက်ကအဲ့ဒါပဲသူတို့ကမြင်မြန်ထုတ်ပြနိုင်တယ်ဒါပေမဲ့မှားယွင်းတဲ့ထုတ်ကုန်ကိုရွေးချယ်မိရင်မြင်မြန်ဆုံးရှုံးသွားဖို့လည်းအလားလာရှိတယ် ဒါဆိုရင်အရန်ကိုရိုးရှင်းပြီးပြင်းစရာတောင်ကောင်းတယ်ဒါပေမဲ့ရေရှည်ခိုင်မာနိုင်တဲ့လုပ်ငန်းတစ်ခုကိုကြည့်အောင်ဗျာ ဘယ်လုံးလုံးများလဲ တန်ချောင်းထုတ်လုပ်တဲ့ဆက်ဗျာ$1,500ပဲတန်တယ်ဝိုင်ရာဂျိုဒီကိုတုံးပြီးတမင်းနဲ့ကိုတန်ချောင်းည180အထိအလိုအယောက်ထုတ်ပေးတယ်တန်ချောင်းဆိုတာဘယ်တော့မှခင်းတော့ကြတော့မဲ့ပစ္စည်းမဟုတ်ဘူးလေအိမ်ဆောက်တိုင်းပရိဘောကလိုတိုင်းလိုလင်မှာပဲ မှန်ပါတယ်စီးပွားရေးမှာတစ်ခါလေအရန်ပြင်းစရာကောင်းတဲ့လုပ်ငန်းတွေကအတီးညင်ဆုံးတဲ့ဝင်းငွေအမှန်ကန်ဆုံးဖြစ်နေတတ်တဲ့ခုနပြောတဲ့တန်ချောင်းထုတ်တဲ့လုပ်ငန်းဆိုလား fashion မကြဘူး social media မှာကြော်ညာလို့လည်းမကောင်းဘူး ဟုတ်တယ်တန်ချောင်းကိုတွားကြောညာလို့မှမရတာ ဒါပေမဲ့စောက်လို့ရေး PC ရောင်းတဲ့ဆိုင်တွေနဲ့တက်ရဲ့ချိတ်ဆက်ပြီး B2B စနစ်နဲ့ရောင်းမယ်ဆိုရင်နေ့စဉ်ပုံမှန်ဝင်ငွေရနိုင်မယ်လုပ်ငန်းမျိုးပေါ့လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာတာကအဲ့ဒီလိုနေရာတွေမှာအများကြီးအကျိုးရှိတယ် B2B လုပ်ငန်းတွေအကြောင်းဆက်ပြောရရင် Fiber မန်ကူချီထုတ်လုပ်တဲ့ set line ကိုလည်းခြံထားလို့မရဘူးဗျာ$80,000ကနေ$20,000အထိတန်ဖိုးရှိတဲ့စက်ကြီးတွေလေ အညံ့နီးတော်တော်ကြီးသွားပြီနော် စောလူရေးတင်ပို့ဒီဆောင်ရည်နဲ့မော်ဒကားလုပ်ငန်းတွေမှာသုံးတဲ့ Fiber သုံးစုကိုထုတ်ပေးတာဒီလောက်ကအသားတင်မဲ့$20,000တိရနိုင်တယ်လို့ဆိုတယ်ဒါ
ဒါကတော့အိမ်တွင်းလုပ်ငန်းလေးကနေ AI မှာကွန်ချန်ခောက်ပိုင်ရေးလုပ်ငန်းကြီးဖြစ်ပြောင်းလဲခေါ်တဲ့အဆင့်ပေါ့ အဲ့ဒါကစီးပွားရေးလုပ်ငန်းတစ်ခုရဲ့ single တိုးတက်မှုကိုပြနေတာပဲရှင်အစပိုင်းမှာသုံးစွဲသူကိုတိုက်ရိုက်ရောင်းတဲ့လုပ်ငန်းတွေနဲ့စတယ်နောက်ပိုင်းအရင်ကြီးကြီးလာတဲ့အခါအခြားစီးပွားရေးလုပ်ငန်းတွေကိုကုန်ကျန်းပြန်သွင်းပေးတဲ့ပေးသွင်းသူဖြစ်ကူပြောင်းသွားတာဒီကရေရှည်ခိုင်မာတဲ့ကြွယ်ဝချမ်းသာမှုကအဲ့လိုထောက်ပံ့ရေးကွင်းချက်ထဲမှာနေရာတစ်ခုရယူနိုင်ခြင်းကနေလာတာများပါတယ် ကဲစေယုံတွေထုတ်လို့မှုတွေနဲ့ B2B လုပ်ငန်းတွေအကြောင်းပြောရတာနည်းနည်းချောတွေ့သွားပြီဆိုတော့လူတွေရဲ့စိတ်ခံစားမှုတွေအတွေ့အကြုံအသစ်တွေပေးစွမ်းနိုင်တဲ့ဖန်တီးမှုလုပ်ငန်းတွေပဲကိုလဲကြည့်အောင်ဗျာ ကောင်းပါပြီစိတ်ဝင်စားစရာအတွေ့အကြုံတစ်တွေပေါ့ ဂျပန်နိုင်ငံကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ကာဖေဆိုင်လေးတစ်ဆိုင်ကြောင်းပါတယ်ဗျအဲ့ဒီဆိုင်မှာကမညံချိုးရင်မှုယောဂခံစားနေရတဲ့တက်ကြီးရွယ်အိုတွေကိုစာဝေးထိုးတွေဖြစ်ခန့်ထားတာ ဟဲတကယ်လားအဲ့ဒါဆိုအမားတွေမဖြစ်ဘူးလား ဖြစ်တာပေါ့ဖောက်တွေမာတဲ့အဆောင်တောက်တွေကိုမာယွင်းပြီးချပေးမိတာတွေရှိတယ်မာယူမှုတွေရဲ့40ရာခိုင်နှုန်းလောက်ပဲမှန်ကန်တယ်လို့ဆိုတယ်ဒါပေမဲ့ဖောက်တွေကစိတ်ဆိုးတော့ဖတ်ထွက်ခြင်းမရှိပဲနားလည်မှုအပြည့်နဲ့အားပေးကြတယ်တဲ့ဒါကိုစီးပွားရှုထောင့်ကနေပြီးလို့မြင်လဲ ဒါကအရေးကြီးတဲ့မေဟွန်းတစ်ခုကိုဖြစ်ပေါ်စေတယ်ရှင်စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာကုန်ပစ္စည်းတက်တက်ကိုရောင်းချရုံနဲ့မဟုတ်တော့ဘူးဖောက်တွေအထက်မြင်းမြနှွေးထွေးခံစားမှုနဲ့စံတက်တဲ့အတွေ့အကြုံတွေကိုဖန်တီးပေးနိုင်တယ်လဲဆိုတဲ့ချက်ပေါ့မူတည်နေပြီ တကယ်နှွေးထွေးတဲ့အထမ်းဝိုင်းလေးတစ်ခုပဲ အမားအရင်ဒီကိုအားနည်းချက်အဖြစ်မတတ်မှတ်ပဲအဲ့ဒီအမားဒီထဲကနေပဲလူသားဆန်မှုကိုဖော်ထုတ်ပြတတ်တဲ့အကောင်းဆုံးလူမှုပဝန်းကျင်အကျိုးပြုစီးပွားရေးပုံစံတစ်ခုပဲအဲ့ဒီကာဖေကိုလာတဲ့ဖောက်တွေကကော်ဖီတောက်ခုတက်တက်လာတာမဟုတ်ဘူးဗျ စာနာမှုနဲ့လာကြတာပေါ့ မှန်ပါတယ်သူတို့ကစာနာထောက်ထားမှုခွင့်လွတ်နားလည်မှုဆိုတဲ့နှွေးထွေးတဲ့အတိုင်းဝိုင်းလေးတစ်ခုကိုထောက်ပံ့ခြင်းလို့လာကြတာလောကရှင်နေနဲ့စဉ်းစားရမှာကငါတို့ရောင်းနေတာကကုန်ပစ္စည်းလားဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုလားဆိုတာပဲဒီဆိုင်မှာတော့သူတို့စာနာမှုကိုစီးပွားရေး model တစ်ခုအဖြစ်အောင်မြင်အောင်ဖန်တီးနိုင်ခဲ့တာပဲ တကယ်ကိုထိမိရဲ့ချက်ပဲဗျာအဲ့ဒီလိုပဲလူတွေကဝန်ဆောင်မှုတက်တက်ချက်အတွေ့အကြုံတက်တွေကိုပုံမမောလာကြတယ်ဥပမာလာပြင်ဆိုင်တဲ့ဆိုရင်အရင်လိုစပင်းညက်မျက်နှာပြင်ယုံတက်တက်မဟုတ်တော့ပဲအလာပြင်းနေစဉ်ချေအတွင်းမှာရှင်ရှားတောက်တာအရက်နဲ့အစားတောက်တွေမာယူစားတောက်တာစတဲ့ဝန်ဆောင်မှုတွေကိုပါတွဲဖက်ပေးလာကြတယ် အလားပြန်နဲ့ဖမ်းဖြေလို့ရတော့တာပေါ့ ဟုတ်တယ်ဒါကိုအပန်းဖြေခြင်းအတွေ့အကြုံအပြည့်အဝပေးတာလို့ခေါ်ကြတယ် လူတွေတက်တွန်တက်တာအနားယူစကားစမြေပြောနိုင်မဲ့နေရာမျိုးပေါ့အလားပြင်ဆိုင်ကိုအဲ့ဒီလိုတတိယနေရာအဖြစ်ပြောင်းလဲလိုက်တာလူတွေကစမင်ညတ်ဖို့ထက်ငွေချင်းနဲ့တွေ့ဆုံအပန်းဖြေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပို့ပြီးလာကြလိမ့်မယ် နောက်ထပ်အတွေ့အကြုံတွေရောင်းချတဲ့နေရာမှာရေမလိုလေရေလိုင်းစီးခြင်းလို့လုံငယ်မျိုးလည်းပါသေးတယ်ဗျဒေါ်လာ 10,000 တန်ဖိုးရှိတဲ့စက်ကိုကုန်တိုက်တွေမှာတက်ဆင်းပြီးလူတွေကိုရေလိုင်းစီးတဲ့အတွေ့အကြုံပေးတာကျန်တာတွေကိုဒေါ်လာ200အထိကောက်ခံနိုင်တဲ့ ကုန်တိုက်ထဲမှာရေလိုင်းစီးရတာတော်တော်မိုက်မှာပဲ ဒီလိုကုန်တိုက်တွေထဲမှာဖြော်ထီရည်တွေထည့်သွင်းလာတာကဘာကိုပြနေတာလဲပြီးတော့တခြားထူးခြားတဲ့စိတ်ကူးတွေပြီးတဲ့အိမ်မွေးတေးဆိုင်အိမ်နဲ့အဲကန်စားပွဲတွဲလျက်ဒီဇိုင်းယုံလုပ်ငန်းလုပ်ရင်လမ်းလျှောက်နိုင်တဲ့စားပွဲအောက်ထားပြည့်စက်တွေလည်းပါတယ်ဒါတွေကဘယ်လိုအဓိပ္ပာယ်ရှိလဲ ဒါကို retain မှလို့ခေါ်တယ်ရှင့်လက်လီရုံချက်ချင်းနဲ့ဖြိုဖီကိုပေါင်းဆက်လိုက်တာပေါ့ online ဈေးဝယ်စနစ်တွေအရင်ကြီးထွားလာတော့လူတွေကပစ္စည်းဝယ်ဖို့တက်တက်ကုန်တိုက်ကိုမတွားကြဘူးလေ ဟုတ်တယ် online ကပဲမားလိုက်ကြတာများတယ် အဲ့တော့ကုန်တိုက်တွေရှင်းတန်နိုင်ဖို့ဆိုရင် online မှာဝယ်လို့မရတဲ့ကိုယ်တိုင်ကိုယ်ချခန်းစားရမယ့်အတွေ့အကြုံတွေကိုဖန်တီးပေးရတော့တယ်ရေလိုင်းစီးတာကြောက်တောင်တက်တာအစရှိတဲ့ဖျော်ဖြေရေးတွေမပါရင်ကုန်တိုက်တွေကလူထူကင်းမဲ့ပြီးချုပ်ကတ်တဲ့နေရာတွေဖြစ်သွားလိမ့်မယ် online မှာဝယ်မရတဲ့အတွေ့အကြုံဆိုတာအယမ်းမှန်တယ်ဗျာအစီအစဉ်မတိခင်လေးမှာမြန်လေးပြောပြခြင်းနဲ့အယမ်းရဲစရာကောင်းပြီးဒီထွင်ညာရင့်တန်တဲ့စိတ်ကူးတစ်ခုကြံသေးတယ်ဗျာ ။ဘာများလဲရှင့်ပြောပြပါဦး အဲ့ဒါကဘေကွန်အသားပြားလေးတွေကိုနင်းစီပန်းငုံလေးတွေပုံစံခောက်ရွက်လေးတွေနဲ့အလားဆင်ပြီးနင်းစီပန်းစီလိုမျိုးရောင်းချတာဗျာ ။ဟမ်ဘေကွန်ကိုပန်းစည်းလုပ်တာလား ဟုတ်တယ်ဗျကုန်ချစေးနည်းနည်းလေးသာရှိပေမဲ့ဖန်တီးမှုထူးခြားတဲ့အတွက်တစ်စီးကိုဒေါ်လာ90နဲ့ထက်ရောင်းရတယ်လို့သိရတယ်ဘေကွန်ကိုပန်းစည်းလို့ရောင်းတာကတော့တကယ်ကိုအလန်းစားစိတ်ကူးပဲဗျာ ။အဲ့ရကဒီကနေ့ဆွေးနွေးခဲ့တဲ့မြတ်အရာအားလုံးရဲ့အနချုပ်ဥပမာလို့တောင်ပြောလို့ရတယ်။တန်ဖိုးနဲ့တဲ့တာမန်ကွန်ပစ္စည်းတစ်ခုကိုယူတယ်။အဲ့ဒီအပေါ်မှာထူးခြားတဲ့တီထွင်ဖန်တီးမှုထည့်လိုက်တယ်။ပြီးတော့လက်ခံရရှိမဲ့သူရဲ့အံ့ဩပျော်ရွှင်မှုဆိုတဲ့စိတ်ခံစားမှုကိုပေါင်းစပ်ပြီးရောင်းချလိုက်တာပဲ စိတ်ကူးရန်ကောင်းသွားတာဗော ။ဟုတ်တယ်$9တန်အပားပြားကနေ$50တန်လက်ဆောင်ပစ္စည်းအဖြစ်အထွင်ပြောင်းသွားတာဟာစီးပွားရေးမှာတီထွင်ဖန်တီးနိုင်စွမ်းရဲ့စွမ်းအားဘယ်လောက်ကြီးမားလဲဆိုတာပြသနေတာပါပဲ။
ဒါဆိုရင်ဒါတွေအားလုံးကဘာကိုဆိုလိုတာလဲဗျာကျွန်တော်တို့ဒီကနေ့လေ့လာခဲ့တဲ့အကြောင်းအရာတွေကိုပြန်ကြည့်မယ်ဆိုရင်$4တန် okay ပုံစံခွက်လိအနေစားလို့$14,200တန် fiber စက်ကြီးတွေအထိအရင်အနည်းနဲ့တဲ့အိမ်တွင်းလုပ်ငန်းလေးတွေကနေအလိုအလျောက်စနစ်သုံးစက်မှုလုပ်ငန်းကြီးတွေအထိ2026ခုနှစ်ရဲ့စီးပွားရေးအခွင့်အလမ်းတွေဟာအလွန်ကိုကျေပြန့်လာပါတယ် သိကြတာပေါ့ ဒီထက်ကနေကျွန်တော်တို့တင်ယူနိုင်တာကအောင်မြင်မှုဆိုတာစက်ပစ္စည်းတွေဘယ်လောက်ကောင်းသလဲဆိုတာအပေါ်မှာချီးမူတည်နေတာမဟုတ်ပဲအဲ့ဒီနည်းပညာကိုအသုံးချပြီးဖောက်တယ်ရဲ့လိုအပ်ချက်နဲ့စိတ်ခံစားမှုကိုဘယ်လောက်ထိဖြည့်ဆည်းပေးနိုင်တယ်လဲဆိုတဲ့အချက်ပေါ်မှာအဓိကမူတည်နေတဲ့ဆိုတာပါပဲ ဟုတ်ပါတယ်ရှင်နားဆင်သူများဆက်လက်တွေးတောနိုင်ဖို့အတွက်နောက်ဆုံးအနေနဲ့အတွေးခေါ်တစ်တစ်ခုကိုချန်ထားခဲ့ကြပါလေ ကျေးဇူးပြုပြီးပြောပြပေးပါဦး ကျမတို့အခုဆွေးနွေးခဲ့သလိုပဲလေနိပညာတွေအရန်ကိုတိုးတက်လာနေပြီအကယ်၍စက်ရုပ်တင်တဲ့ 3D printer တွေကကျမတို့ရဲ့အိမ်တွေကိုပြည့်ပြည့်စုံအောင်တီချောက်ပေးနိုင်မယ်ကျမတို့ရဲ့လက်သေးတွေကိုစက္ကန့်ပိုင်းအတွင်းအတိအကျပန်းချီဆွဲပေးနိုင်မယ်ကျမတို့ရဲ့ပုံတူတွေကိုတောင်း scan ဖတ်ပြီးအမားအယွင်းမရှိဖန်တီးပေးနိုင်ပြီဆိုရင်စီးပွားရေးလောကမှာလူလားတွေရဲ့မပြည့်စုံမှုနဲ့လက်ရစစ်စစ်တွေရဲ့တန်ဖိုးကဖတ်ဖြစ်သွားမလဲ တကယ်စဉ်းစားစီရပဲ အရာအလုံးကစက်တွေနဲ့ထုတ်လုပ်လို့ပြည့်ပြည့်စုံတဲ့ခေတ်ကြီးမှာနိပညာလုံးဝမပါဝင်တဲ့လူလက်ချီတက်ထဖန်တီးထားတဲ့အနည်းငယ်ဆောင်ရွက်နေနိုင်တဲ့ရွှင်အိုးလေးတွေပန်းချီကားတွေကအနာဂတ်ရဲ့အရှာပါဆုံးတဲ့တန်ဖိုးအကြီးဆုံးဇင်ခံပစ္စည်းတွေဖြစ်လာနိုင်မလားဆိုတာမေးခွန်းထုတ်เสียပါပဲတိကျတော့ကတော့နိပညာတွေဘလောက်ပဲတိုးတက်လာပါစေလူသားဆံမွေရဲ့တန်ဖိုးကတော့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာပါပဲ